မင်္ဂလာပါရှင်ဒီနေ့တော့အရန်တာရတဲ့မြန်မာဖုန်းကြီးကျောင်းလေးကိုရိုက်ပြပေးသွားမှာပါကျောင်းလေးနာမည်ကြတော့ဒီဖအောက်ဒေါ်ရာပေါ့နော်အရန်ကိုတာရတဲ့နေရာလေးဒီနေ့ကုသိုလ်ကြတော့ရှင်ပြုမင်္ဂလာပေါ့နော်အမယောက်ျားကြတော့ကလေး2ယောက်ရရှင်မပြုရသေးတာဖြစ်ကြောင်းဒီနေ့ညီမတို့ကရှင်ပြုအနေနဲ့ဒီမြန်မာဖုန်းကြီးကျောင်းမှာတက်လို့မယ်ပေါ့နော်ဒါလေးကြတော့စွန့်ကြည့်လောင်းဖို့အတွက်ခက်ခဲရှော့မှာပြည့်စည်တဲ့ဝင်ဝယ်နေပါတယ်ပြီးတော့ဒီဖအောက်ကျောင်းမှာသူတို့ပြောထားပြီးတာပေါ့နော်ပတ်စံလောင်းလို့မရဘူးအဲ့ဒါကြောင့်ညီမတို့ကဒီတော့တိုက်တဲ့နဲ့တော့တိုက်ဆေးပေါ့နော်ဒါလောင်းချင်လို့ဆိုပြီးခက်ခဲရှော့မှာလာဝင်ဝယ်ပါတယ်ကားလေးစောင့်နေတဲ့ပုံရိပ်လေးပေါ့နော်ဒါညီမတို့မလေးရှားမှာကြတော့ဒီ online booking grab car ဆိုအရန် safety ဖြစ်တယ်ပေါ့နော်ဘယ်တော့ဝေးဝေးနီနီ grab car ခေါ်ရင်အရန်ကို safety ဖြစ်တဲ့ကားဖြစ်ကြောင်းညီမတို့ grab car သုံးပါတယ်ဒါပစ္စည်းအကုန်လုံးကားထဲကိုထည့်ပြီးတော့ဒီညီမတို့သွားတဲ့ဒီကျောင်းကိုလိုက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်ရှင်ကျောင်းလေးကြတော့ညီမတို့နေနေရတဲ့ကျောင်းဆိုကားတနာရီစီးရမယ်ပေါ့နော်ရန်ဝေးတယ်ပြီးတော့ဒီကျောင်းနေရာလေးကြတော့ဒီတောဘက်မှာဆိုတော့လေဒီကားသမားဆိုတော့ရန်ကြောက်တယ်ဟဲ့နေတို့ထားငါ့ကိုပဲခေါ်သွားမလဲမဟုတ်ဘူးဒီလိပ်စာတိုင်းကိုလိုက်တော့ပေါ့နော်ဘယ်ကြောက်ဆိုဒါကတရားနာတဲ့နေရာလေးဆိုတော့ရန်တိတ်ဆိတ်ပါတယ်ကားသမားအဲ့လိုမျိုးပြောလိုက်ရတယ်ကားသမားရန်ကြောက်ပြီးတော့မဝင်ရဲဘူးပေါ့နော်အဲ့ကြောင့်ညချိန်ဆိုတော့လေဒါနားလဲပါတယ်ကဲဒါကျောင်းရောက်ပြီးရှင့်တန်လေးကြတော့ညီမတို့ရဲ့အလှူပေါ့နော်ပန်းတွေတိတိစုံတွေမနှက်ဖြန်အတွက်ဆိုပြီးညီမတို့အစုံကိုလှူလိုက်ပါတယ်ဒါအကြီးဆုံးရမပေါ့နော်အမကလေး2ယောက်အမေပါညီမတို့ရဲ့တူဒီတော့အမဒီနေ့သူ့ယောက်ျားအရှင်ပြုမယ်ဆိုတော့ကိုအမဆိုကိုကလာပေးရမယ်ပေါ့Ui mi ki chan Nhà con muốn chết chết Cục mi ki chan ပြီးတော့ဒီကြားမှာညီမအကြိုက်ဆုံးဆို second check ပေါ့နော်နေရာတိုင်း second check လေးနဲ့ရေးကပ်ပေးထားပါတယ်ဒါလေးကြတော့ do not throw any papers into the toilet avoid serious blockers of the toilet thank you နောက်တစ်ခုထပ်ဖက်ပေးသွားမယ်ပေါ့နော်ဒါလေးကြတော့ please clear and clean the general dustbin every day second check ကြတော့သူတို့အင်္ဂလိပ်တရုတ်မြန်မာလိုမျိုးနေရာတိုင်းလိုမျိုးစာရွက်နဲ့ကပ်ပြီးတော့ရေးပေးထားပါတယ် I gonna read out for this one for small business only တဲ့ဗျာပြထားတဲ့ second တိုင်း line နိုင်ရင်နေရာတိုင်းတက်ရှင်းပါတယ် attention do not flush trash down the toilet အောက်ပါဘယ်တော့နေရာတိုင်းကိုတော့ second အရန်အလိုအပ်နေပါတယ်ညချိန်အပြင်ဘက်လေးရိုက်ပြပါမယ်ကဲဒီတစ်ခုကြတော့ notif keep door closed at all times be aware of monkeys ဆိုလိုချင်တာကဒီတကားလေးဖွင့်ပြီးတော့ရင်ပြန်ပိတ်ပြီးပေါ့နော်ဘဲကြောက်ဆိုမြောက်ကလေးတွေအဲ့လိုမျိုးပေါ့နော်အန်တရယ်ပြည့်မှုရောဆိုလို့ပေါ့သူတို့ကအဲ့လိုမျိုးရေးပြီးတော့တက်မှတ်ပေးထားတယ်ဒါညလေးဘက်အရန်တိတ်ဆိတ်တယ်တဲ့တို့အတန်လေးနားထောင်ကြည့်အရန်ပြီးတော့တိတ်ဆိတ်တာနော်တကယ်တိတ်ဆိတ်တယ်ညဆိုရင်ဒီပိုးဟက်တာပိုးကောင်အတန်လေးပဲကြားရတယ်အရန်နေရတာစိတ်ချမ်းသာပါတယ်ချို့ရမေးတယ်ဆရာလေးဝတ်လို့ရလားဝတ်လို့ရပါတယ်ရှင်ပဲကြဆိုတော့တရုတ်လူမျိုးအင်္ဂလိပ်လူမျိုးဘာသာစုံဒီနေရာလေးဝတ်တဲ့သူတွေအများကြီးရှိပါတယ်ရှင်အခုလည်းရှိနေပါတယ်ပြီးတော့ရှိသေးတယ်ဒီကြားမှာဆိုရင်စကားပြောရင်အတန်တူတူလေးပြောရမယ်ပြီးတော့ဒီဆက်လိတ်ဆိုလုံးဝတုတ်ခွင့်မပြုပါဘူးဆက်လိတ်တောက်လို့မရပါဒါညီမတို့နေတဲ့အခန်းလေးပါအဲ့လိုမျိုးပေါ့နော်တက်ရအဲ့လိုမျိုးအခန်းလေးရှိတယ်ဒါပေမဲ့ညီမတို့ကြတော့ကိုနေပြီးရေးပြန်သွားတဲ့အခါအခန်းလေးကိုပြန်ပြီးတော့တရှင်းပြီးမှညီမတို့လည်းပြန်ပါတယ်ရှင်ဒီနေရာလေးကိုအရန်ပီတိဖြစ်တဲ့နေရာလေးဖြစ်မှုပေါ့နော်ကိုတော့ကိုရောက်တဲ့နေရာကိုနေရာဆိုတော့တက်ရှင်းလေးနေတတ်ပါတယ်ပြန်တဲ့ခါကျလည်းပြန်တက်ရှင်းပြီးတော့ပြန်တက်ပါတယ်ရှင်ဒါညီမတို့ရဲ့အကျင့်စရိုက်လေးပါချစ်မွေးနေရောက်တော့အိပ်ပျော်သွားပြီးသူတို့အိပ်မို့ဆိုမနေပြောလိုက်ရပါတယ်မောပါတယ်ကလေးတွေနဲ့က
Please help to keep the tables this area clean. Wipe the tables after you make your drinks to avoid ants. အဲ့မပြောလို့ဆိုမှပြီးဒီ nice coffee လေးလာတောက်ပါတယ်ဒါပေမဲ့ second ချက်မြင်တော့ပြန်ရော second ချက်မှာကြတော့ကိုတောက်တဲ့အရေးကိုဖြောထားတဲ့အခါကျပေါ့နော်ဒီခုံပေါ်မှာညစ်ပတ်နေဆိုရင်တေချာလေးပြန်တောက်ပေးပါဘယ်ကြောင့်ဆိုပြီးပြောစိတ်လေးပေါ့နော်မိမှာဆိုလို့ပေါ့ကဲဒါညီမတော့သူတို့ကိုယ်တိုင်လေးပေါ့နော်ထားပေးထားတဲ့ Nescafe လေးဒီ plastic cup လေးနဲ့ညီမဖြောတောင်းနေပါတယ်အဲ့မပြောလို့ထားပြီးတော့ဒါဘာရှိလဲဆိုတာလာမှုေးကြည့်တာ Nescafe လေးရှိပါတယ်နှစ်ပြန်စောကြီးထားရမို့လို့ပေါ့နော်ဝရဝကြလုံးတဲ့သူတွေအကုန်လုံးပြီးစီပေါ့နော်ဟင်းသေးဟင်းညွှတွေချွေပြီးတော့ပြင်ဆင်ထားပါတယ်ချက်ဖို့အသွားဆိုမနဲ့ပြန်အစောကြီးဆိုတော့လေမမီမဆိုးလို့အများကြီးဒီမျိုးပြင်ဆင်ထားပါတယ်ဘလုံးပဲဒါမနဲ့ပြန်ကြော်မယ်ရခိုင်လက်ရပေါ့အဲ့ချိန်လေးရောက်ပြီးမသားမီးနှစ်ယောက်လေးအေးအေးဆေးဆေးအိတ်နေပါပြီကဲအဲ့ရကနေအကုန်ထားပြီးမောင်လေးကြတော့အိမ်မဝတဲ့ရုပ်ပေါ့နော်အင်ကြီးတွေလဲနေပါတယ်ဒါမှကြတော့မအောင်ဒါချစ်မွေးလေးကြတော့လှပြင်ပေးထားပါတယ်ဒါမောင်လေးကိုဒီမွန်ရဲ့ဟင်သားလေးကိုတက်ပေးမှာပေါ့နော်လော့ကက်လေးကိုပြီးတော့ရှိသေးတဲ့ဒီဒူမလေးကြတော့အဝတ်တွေပါညာပေါ့နော်ကိုမမအားတဲ့ခါကိုအလှဲယောက်ကြတော့ဒီရဲ့ဒူမလေးပေါ့နော်သူကြတော့ကျမနဲ့ရန်တူတာဘာတူလားဆိုရုပ်မဟုတ်နော်ပိန်တာကျမနဲ့တပုံစံပဲပိန်ပါနေတာဒါကျမဒူမလေးပါကဲဘလို့လဲကျမပြင်ပေးထားတာလှလားမဝတ်စုံလေးနဲ့ဒါကျမရမကြီးအကြီးဆုံးတူတီတော်မလေးပါဒါလေးကြတော့အမရမိသားစုလေးပေါ့နော်အမကြတော့သမီးနှစ်ယောက်ပိုင်ဆိုင်ထားတဲ့မေမေလေးပါချစ်စရာလေးနော်ခလေးကြအမနဲ့တူတယ်အဖေရောချောအမေရောချောဆိုတော့နော်ဒါမောင်လေးကျမရမောင်လေးကျမကြတော့မောင်လေး၃ယောက်ပိုင်ဆိုင်ထားပါတယ်တစ်ယောက်ကရွာမှာအငယ်ဆုံးဆိုတော့အမေနဲ့တူရှိပါတယ်နှစ်ယောက်ကဒီမလေးရှားရောက်နေပါတယ်စုပေါင်းမောင်နှမဘယ်နှယောက်လဲဆိုတော့မောင်နှမ9ယောက်ပေါ့နော်ကဲဒါအကြောင်းလေးအရန်သားရတဲ့အကြောင်းလေးပါဒါမနဲ့စောကြီးဒီမှာရိုက်ပေးထားပါတယ်ဒီနေ့ညီမတို့လုပ်တဲ့စင်ပြူကြတော့ရခိုင်လူမျိုးနဲ့အတူပေါ့နော်စုပေါင်းလူ၄ယောက်လောက်ပါမယ်ရှင်ဒီနေရာလေးကြတော့မနက်စာစားတဲ့နေရာလေးပေါ့နော်ဒီနေ့ညီမတို့စားမဲ့အစာတွေကြတော့ဒီရခိုင်လူမျိုးတွေလိုက်ရှာပေါ့နော်ရခိုင်မိုဟင်ကစားပါမယ်ပြီးတော့အချိုးပွဲတဲ့အစုံပဲညီမတို့တစ်ဖွဲ့ပဲမွန်ဆိုတော့လေရခိုင်လူနဲ့အတူသွားရတာကိုကြတော့မြန်မာစကားလေးတိတ်မပြီးဒါပေမဲ့ပြောရတာခက်တယ်ပေါ့နော်စင်ပြေခဲ့ပါတယ်တူတိုင်းရင်သားတွေကြတော့မြင်တဲ့တူတိုင်းပေါ့နော်အရန်ကိုချစ်ခင်နေတတ်တယ်ပေါင်းတတ်တယ်ပေါ့နော်ဒါလေးပါညီမတို့နဲ့ဆက်စားပါမယ်မောင်လေးကြတော့ယူရင်းတယ်ဘယ်ဟာစားမလဲလက်ဖက်တောက်မလားရခိုင်မိုဟင်ကစားကြည့်မလားပေါ့နော်ညီမလေးဒါပထမဆုံးပေါ့နော်လက်ခိုင်ရဲ့လက်ရတခါမစားဘူးဒီမိုဟင်ကကြတော့တကယ်နော်ချင်းဟန်ဆက်ပဲတို့မွန်နဲ့တိတ်မကွာတို့မွန်ဆိုချင်းငန်ဆက်အရန်ကြိုက်တယ်စားခဲ့တဲ့အရန်ကိုရတာလေးစစ်စင်ပြပြလေးနဲ့ရခဲ့ပါတယ်ကိုမစားဘူးတဲ့ရခိုင်လေးနဲ့ရတာပထမဆုံးစားဘူးခဲ့ပါတယ်စားလို့ကောင်းပါတယ်မောင်လေးကြတော့အကုန်စွဲတယ်မုံလေးစွဲမယ်မိုဟင်ကလေးစွဲမယ်အကုန်စွဲခဲ့ပါတယ်ညီမကြတော့လေပြောတဲ့အတိုင်းပဲလူပိန်တွေလောက်အစားများပါတယ်ရှင်
ဒါအဆက်ခဲ့ပါတယ်အဝါဆွားခဲ့ပါတယ်ရခိုင်လေးလိုက်ရကိုဒါပထမဆုံးစားဖို့တယ်မလို့အရန်စားကောင်းပါတယ်အပေါ်မပြောအရန်ကောင်းပါတယ်သူ့မွန်နဲ့လက်ရသိမ့်မကွာပါဘူးတို့ကကြတော့ချင်းငန်းဆိုင်ကြိုက်ပါတယ်ဒါလေးကြတော့တဲတို့မြင်တဲ့အတိုင်းပေါ့နော်ကိုစားတဲ့ပကံလေးကိုတိတိချာချာလေးဆေးပြီးတော့200လေးကိုပြန်ထားပေးပါပြီးတော့သူတို့ဒီဘဝလေးပေါ့နော်ပကံလေးဆေးပြီးတော့ဒီတုံးရမယ်ဘဝလေး200လေးမှာသူတို့တိတိချာချာလေးထားပေးထားပါတယ်ညီမတို့စားပြီးဆိုရင်ဒီပကံလေးကိုပြန်ပြီးတော့တုပ်ပေးရမယ်ပေါ့နော်ဒါကျမမောင်လေးကတုပ်ပေးနေပါတယ်ကျမတော့ကင်မရာမန်ဆိုလက်မအားဘူးပေါ့နော်တကယ်လက်မအားပါဒါပေမဲ့ကင်မရာမန်လုပ်တဲ့ခါကျကိုရုပ်ဆိုနည်းနည်းပါးပါးပဲရိုက်ရမယ်သူများရုပ်အပုံလိုက်ဆိုလိုက်ရိုက်ပေးနေရတယ်ပေါ့နော်Vâng, cái đó có em chứ. Con tôi Chọc ạ. Mẹ gì đột từ đó cười có người đâu. Chọc. Ôi như lấy cơ đi sai chứ. Giờ mày mai giờ phí ti đây ạ. Anh luôn. Saranam
တော့ဒီလိုလေးလေနော် ကိုလက် မင်းသားလားဘယ်လိုထိုင်လဲဟာအေးလေးပါပြရ နဲ့ဆုံး အမလေးတဲ့တလုံးလုံးအာမလုံးနေ